အခုဘာစီးမှာ ဟာလဲ paragliding paragliding ဆိုလို့ရှိရင် paragliding စီးမှာဖြစ်ပါရဲ့ချက်ချက်ချက်ပြန်လို့ပြောပါပြီအဲဒီစီးမှာတို့ပြန်ထားရလို့ဗီဒီယိုလည်းရိုက်မှာဖြစ်ပါတယ်ဘုံကထားခဲ့ရမှာ ထားခဲ့မသိ ဒီဘက်ဒီဘက်ကနေပြီးတော့ဟိုအဲ့ဒီသူကရုပ်ကိုဒီတောက်လျှောက်ကို9မိနစ်ကနေ10မိနစ်ကြာမယ်ဆိုတော့တော့တယောက်စီ3ယောက်ပေါ့နော်စီပြီးတော့ပြန်ထွက်သွားတယ်။ပြန်လိုက်ပါတယ်။ကြောက်ကြောက်မြင်။ပြန်ချင်တာဘရောမြင်နေနော်။တရားလိုက် ဒါလေးသူ ခုစတော့တော့လေ။အဲ့ဒါဒီ ဒီတောင်ရဲ့အပေါ်ကနေပြီးတော့သူစီးမှာသူဆင်းလာပြီးစီးမှာဟိုကတော့ကြောက်တယ်မစီးရဲ စီရမယ်။ဒါရဲမှာ ဟိုတော့ဆင်းသွားကြပါပြီပြနော်ပြဟိန်းသူပြစင်အေးရိုက်ထားတယ်ကျမတော့မစီရဲဘူးပါလေစီးနေ running come back okay Hi. Yeah, my name is Julia. What's fine? fine and can be covered Oh, and the Rohtang Pass Manali really? yes Kullu rafting point riverside yes Oh my god. Oh, see, mommy. good and action like this Oh, we love Manali. yes love Manali